အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီနေ့ညမှာကတော့ဒါ Dortmund နဲ့ Frankfurt ပွဲစဉ်လေးကိုဒါညီကိုတို့ကျွန်တော်သုံးသက်ချက်လေးလုပ်ပေးသွားမှာဖြစ်ပါတယ်ဗျာအခုကျွန်တော်ဒီဗီဒီယိုရိုက်တာတော့နည်းလေးတော့နောက်ကျနေပြီပေါ့နော်ကျွန်တော်ဒီနေ့ဒါအားလဲအားနဲ့ပထမတော့ကျွန်တော်ဗီဒီယိုမတင်ပေးဖြစ်ဘူးဆိုပြီးတော့နေနေတာဒါပေမဲ့ဒီနေ့ကျွန်တော်စိတ်ကူးလေးပေါက်တာနဲ့ဒါပွဲစဉ်တစ်ပွဲလာပြီးတော့သုံးသက်ပေးတာဖြစ်ပါတယ်အဲ့တော့ Dortmund နဲ့ Frankfurt ပွဲကိုကျွန်တော်မသုံးသက်ခင်မှာကျွန်တော်ဒီ Levante နဲ့ Osasuna တို့ရဲ့ဒါ Levante ကတော့တန်းစင်းဆောင်ယုံအား Osasuna ကတော့ကျွန်တော်တို့ဒါဒီဥရောပဝင်ဝင်မျောလင်းချက်ရေးရေးလေးရှိနေအသိပေါ့နော်အဲ့အသိပွဲစဉ်ကိုတော့ကျွန်တော်ရဲ့ channel channel မှာကျွန်တော်တင်ပေးထားပါတယ်အဲ့တော့ channel ဘယ်လို join ရမလဲဆိုတာမသိရညီကိုတို့ကျွန်တော်ရဲ့ဒီပုံလေးတွေပါပေါ့နော်ကျွန်တော်ဒီပုံအပေါ်ကပုံတစ်ပုံနဲ့အောက်ကပုံတစ်ပုံမှာအမှ channel T3PS10 ဆိုပြီးတော့ပါပါတယ်အဲ့ဒါလေးကိုကျွန်တော်တို့ရိုက်ရှာလိုက်ပါကို90ဆိုတဲ့နာမည်နဲ့ကျွန်တော် subscriber 4000ကျော်ရှိပါတယ်ညီကိုတွေဒါအခမဲ့ဝင်ရောက် join ထားလို့ရတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ဒီနေ့ကနေပြီး lesson ကမ်းလိုက်ပါခင်ဗျာအဲ့တော့ join ထားလို့ရတယ်ပေါ့နော်ဆိုတော့အဲ့ပွဲစဉ်ကိုတော့ဒီ Levante Osasuna ပွဲစဉ်တော့ကျွန်တော် channel မှာကျွန်တော်တင်ပါတယ်အဲ့တော့ကျွန်တော်စပြီးတော့ Dortmund နဲ့ Frankfurt ပွဲစဉ်တွေကိုတော်တော်လေးပဲသုံးသပ်လိုက်အောင်ပါအဲ့တော့ Dortmund ကအိမ်ကွင်း Frankfurt ကတော့ကျွန်တော်ဝေးဝင်းလာအောင်ရင်ဆိုင်ရမှာဖြစ်တယ်ပေါ့နော်ဆိုတော့နှစ်သိန်းလုံးကတော့ကျွန်တော်တို့ရိုးရိုးလေးတွေးမယ်ဆိုလို့ရှိရင်နှစ်သိန်းလုံးကတိုက်စစ်ကိုရေးလေဆော့တယ်ပေါ့နော် Ekitaki Frankfurt မှာရှိနေတဲ့ကမရှိခင်အချိန်တည်းကပါ Frankfurt တို့တွေဒီ Dortmund တွေဆိုတာတွေ့တိုင်းပွဲကတော်တော်လေးမြိုင်ထားရှိတယ်ဆိုတဲ့အနေအထားကိုခဏတွေ့ရတယ်ပြီးရင်နောက်တစ်ခုကပါလဲဆိုတော့ Frankfurt မှာကဥရောပဝင်မျောလင်းချက်ရှိနေသေးတယ်အဲ့တော့ဘလုံးရသည်ပြီးဆုံးတော့မယ်ဆိုတဲ့အခြေအနေတစ်ခုမှာသူတို့အနေနဲ့ဝေးပဝင်မျောလင်းချက်အတွက်အိမ်ခွင်းနေဝေးခွင်းနေကန်ဖို့တော့လိုတယ်အဲ့တော့ဂိုးလိုပြီးကန်ဖို့လိုပြီးဆိုတဲ့အခြေအနေတစ်ခုမှာကိုယ်တိုင်နဲ့ဂိုးပြန်ပေးရနိုင်တယ်ဆိုတဲ့ဒီအကြောင်းအရာတွေကလည်းအများကြီးရှိတယ်ပြီးရင် Frankfurt တို့ဆိုတာကဟိုးရင်တွေကတိုက်စစ်တွေကောင်းသလောက်ဒါကန်ဆင်းမှာကတော့အမြဲတမ်းကျွန်တော်တို့ဒါbudget ဖြစ်တဲ့ဒီလူတွေခေါ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒါအသင်းကိုဟန်ချက်ညီအောင်ဒီလိုလေးပဲထိန်းချတဲ့ဒီအလဲလက်အသင်းတွေပေါ့နော်ဆိုတော့ကန်စစ်ကအလောက်ထိကောင်းမနေဘူးကောင်းမနေဆိုတဲ့အနေအထားတစ်ခုမှာဒေါမွန်ဘက်ကဒီနေ့ပွဲစဉ်မှာအတရာမီတို့ဒါဘက်စီပိုင်းနေနဲ့ဒီအမရီချန်မှာပါတာကလွဲရင်ဒီနေ့ပွဲစဉ်မှာဂျူလီယန်ဘရန်တို့ပြီးရင်ဆပ်ပစ်ဇာပြီးရင်ဒါဟိုပါလေချုပ်ဘယ်လင်ဂန်အစုံပေါ့ဗျာတိုက်စစ်ကအစုံပါတယ်ဂူယာဆေးတို့တွေရောဒီ Rafa Silva တို့တွေရောအဲ့တော့တိုက်စစ်တော်တော်လေးစုံနေရှိတဲ့ဒေါမွန်ကိုချင်းတီပေါအိမ်ကွင်းမှာဂိုးပေးရမှာဒါပေမဲ့သူတို့စီပါတယ်သူတို့မာဒလာတီအရာငါတို့ဥရောပဝင်ခွင့်မျောလင်းချက်ရှိနေသေးတယ်ဆိုတော့အချက်တစ်ချက်ချောင်းသူတို့ကိုယ်တိုင်တကယ်လေးရုံကန်လေးကန်လာနိုင်ပြီးတော့ဂိုးတွေရနိုင်ခြင်းရှိတယ်အဲ့တော့ဒီပွဲစဉ်ကိုကျွန်တော်ရိုးတန်းသုံးသပ်ရမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီပွဲစဉ်ကကျွန်တော်ဒီတောက်ကြညဒီစနေမနက်ပွဲစဉ်ထဲမှာကြီးကောင်းမဲ့ပွဲစဉ်တစ်ပွဲဂိုးတွေများမဲ့ပွဲစဉ်တစ်ပွဲလို့ကျွန်တော်သုံးသပ်ချင်ပါတယ်အဲ့တော့ဒီနေ့နောက်ကျသွားတဲ့အတွက်ကျွန်တော်ညီကိုတွေအားလုံးကိုဒီနေ့ကနေပြီးကျွန်တော်တောင်းပန်ခြင်းနဲ့ဒီနေ့ဒီ Dortmund နဲ့ဒီ Frankfurt ပွဲတော့ကျွန်တော်ဂိုးအများအောင်ကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်ခင်ဗျာနောက်ပြီးတော့ကျွန်တော်ရှိမှပြောခဲ့သလိုပဲ Levante နဲ့ Osasuna ပွဲစဉ်ကိုတော့ကျွန်တော် channel မှာတင်ထားပါတယ်ခင်ဗျာ channel လေးကို join ထားလို့ရပါတယ်ကောင်းမွန်သောနေ့ကိုပတ်စံနေကြပါစေခင်ဗျာကျွန်တော် view လေးကိုတလောင်းနေပဲရနာခွင့်ပြု